အားလုံးပဲမင်္ဂလာပါဒီသုံးလမ်းလေးကိုစကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေဒီနေ့ပြောပြချင်တဲ့အကြောင်းအရာတော့ဒီစေကျော်သက်အရွယ်တွေပေါ့နော်လိမ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတဲ့အခါမှာတချို့ကလေးတွေမှာပေါ့နော်မိဘတွေထင်ကြတယ်ပေါ့နော်မိန်းကလေးတွေမှာပဲအငြင်းများတယ်လို့ထင်ကြတယ်ပေါ့နော်တကယ်တမ်းကျတော့ယောက်ျားလေးတွေလည်းအငြင်းများတယ်ပေါ့နော်အဲ့ဒီ topic လေးနဲ့ကျွန်တော်ဆွေးနွေးခြင်းဖြစ်ပါတယ်ကဲအားလုံးအတူစပြီးတော့ဆွေးနွေးကြည့်အောင်နော်အဲ့ကျတော့ကျွန်တော်တို့ကပြောချင်တာဘာလဲဆိုတော့ကလေးငယ်တွေပေါ့နော်သူတို့ကြာတော့ဘယ်လိုပြောရမလဲဆိုတော့ကလေးလည်းမကြလူကြီးလည်းမကြရွယ်တွေပေါ့နော်အထူးသဖြင့်တော့ဒီကျွန်တော်သင်ကြားခဲ့တဲ့အတွေ့အကြုံတွေရှောက်ပြပြတာပေါ့နော်ဒီစေကျော်သက်ရောက်လာတဲ့အခါမှာဘာတွေဖြစ်ကြလဲဆိုတော့ဒီပတ်ဝန်းကျင်လိုက်ခံပေါ့နော်တချို့ကလေးတွေကသူတို့ရဲ့အပေါင်းအသင်းတငယ်ချင်းတွေပေါ့နော်ဒီတငယ်ချင်းတွေရဲ့လှုပ်ဆောင်မှုတွေပေါ့နော်တိုက်တော်မှုတွေပြီးတော့တချို့တငယ်ချင်းတွေကိုအတူခိုးရလာကြတယ်ပေါ့နော်အဲ့ဒါကြီးလည်းအကြောင်းရင်းတစ်ချက်ရှိတယ်နောက်တစ်ခုကတော့ဗာလဲဆိုတော့ကျွန်တော်တို့မိဘတွေကိုယ်တိုင်ပေါ့နော်မိဘတွေဆိုတဲ့နေရာမှာကိုယ့်ရဲ့ဒီဆွေမျိုးသားချင်းမောင်နှမသားချင်းအတိုင်းဝိုင်းတွေလည်းပါတယ်ပေါ့နော်အဲ့ဒါဒီမှာလည်းဘယ်လိုဖြစ်ကြလဲဆိုတဲ့အခါကျတော့ဒီအတုမြင်တတ်တယ်ပေါ့နော်ကလေးတွေကကိုကြည့်ပြရတဲ့ဒီရှိတယ်ပေါ့နော်ဒါကြီးကတော့ကျွန်တော်ကတချို့သောမိဘတွေဆိုလိုတာဖြစ်ပါတယ်နော်အကုန်လုံးတော့မဟုတ်ဘူးပေါ့နော်တိုက်ဆိုင်မှုတွေရှိပါခင်နဲ့ဒါပညာရေးသဘောအရဖြစ်ပါတယ်နော်နားလည်ပြီးလို့ပြောလိုက်ပါတယ်ဒါကျွန်တော်အားလုံးကိုပြင်သိခြင်းနဲ့သဘောနဲ့စေနာကြီးသဘောရိုးနဲ့ပြောခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဗာလဲဆိုတော့ခုခေတ်မှာဖြစ်လာတဲ့ကျွန်တော် social media ရဲ့အားကောင်းလာမှုပေါ့နော်ဒါတွေကလည်းကျွန်တော်တို့စဉ်းစားရရပဲဗာလဲဆိုတော့ကျွန်တော်တို့ဟိုးရင်ခေတ်တုန်းကဆိုရင်ကျွန်တော်တို့ခေတ်တုန်းကပေါ့နော်ကျွန်တော်တို့ခေတ်တုန်းကဆိုရင်ဒါတွေကအရင်ခေတ်လည်းမစားသေးဘူးအိမ်တွေမှာကျွန်တော်တို့က TV လေးရှိနေဒါ TV တော့မှကျွန်တော်တို့ကတော်တော်လေးချမ်းသာတဲ့အိမ်တွေပေါ့နော်အဆင်ပြေတဲ့အိမ်မှာပဲရှိနေတာများတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကစကားတကားဒါမှမဟုတ်ဆိုရင်ဗီဒီယိုတစ်ခုကြည့်ဖို့အတွက်ကိုတော်တော်လေးကိုကျွန်တော်တို့ကကြိုးစားပါတော့ကိုယ်ဆိုင်တွေမှာသွားငားတာမျိုးတွေရှိတယ်ပြီးတော့ဆက်ရှိတယ်ပြီးတော့ရှိပြန်တော့ကြလဲမီးရမှန်တာမျိုးတွေလည်းရှိနေလည်းရှိတယ်အဲ့လိုမျိုးခေတ်ကနေပြီးကျွန်တော်တစ်ဖြည်းဖြည်းချင်းနဲ့ဘယ်လောက်ထိတောင်မှအားကောင်းလာနေဆိုတဲ့အခါကျတော့ကျွန်တော်တို့ကခုခေတ်မှာကျွန်တော်တို့ကဖုန်းတစ်လုံးရှိပြီးသုံးဖို့ tablet တစ်ခုရှိပြီးကွန်ပျူတာတစ်ခုရှိပြီးဆိုတာနေပဲဒီကလေးဦးစီးနောက်တော့ကစပြီးတော့အကုန်သုံးရတယ်ပေါ့နော်အဲ့ကျတော့ဘာတွေဖြစ်လာလဲဆိုတော့ကျွန်တော်တို့ကကောင်းကျိုးတွေလည်းစီးရဲထုံးစံတိုင်းပဲဆိုးကျိုးတွေလည်းရှိတယ်ဟုတ်ပြီနော်အဲ့ဒီမှာဘယ်လိုစတင်လဲဆိုတဲ့အခါကျတော့တချို့ကလေးတွေကဒီကျောင်းမှာပေါ့နော်ဖုန်းယူလာကြတာမျိုးတွေရှိတယ်ဖုန်းတွေဝက်ပြီးယူလာမျိုးတွေရှိတယ်လေဒါကတော့လိုမျိုးတွေပေါ့နော်အဲ့ဒီအချိန်မှာဘာစပြီလဲဆိုတော့အထူးသဖြင့်တော့ယောက်ျားလေးတွေပေါ့နော်ယောက်ျားလေးတွေကဘယ်လိုဖြစ်ကြလဲဆိုတဲ့အခါကျတော့အဲ့ဒီမှာသူတို့ကလည်းပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ18ရောက်ပြီးမှစုပြီးတော့ကြည်ရမယ့်စကားမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ကလက်တွေ့ဆန်းပြီးတော့ကြည်လာမျိုးတွေရှိတယ်ပေါ့နော်ဒါကကျွန်တော်တို့ဒီလက်တွေ့ဘဝမှာတကယ်ဖြစ်ပျက်နေတာတွေကိုဒါပြပြပါတော့ကျွန်တော်တို့တွေ့ကြုံရပြပြဖြစ်ပါတယ်အဲ့ကြတော့ဘယ်လိုဖြစ်လဲဆိုတော့ယောက်ျားလေးတွေကစပြီးတော့စူဆန်းခြင်းနဲ့စိတ်နဲ့ကြည့်ရှုလာကြတယ်ပေါ့နော်အဲ့ဒီအချိန်မှာဘာပြဿနာတွေစပြီးတော့တက်လဲဆိုတဲ့အခါကျတော့ဒီနောက်ပိုင်းမှာပေါ့နော်ကျွန်တော်တို့ကစူးစမ်းခြင်းနဲ့စိတ်တွေဖြစ်လာတယ်ပေါ့နော်အဲ့ဒီခါမှာဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်အတုမြင်တတ်တယ်ဆိုတဲ့အတိုင်းပဲကိုယ့်ရဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့ကိုယ့်ရဲ့တန်းဘော်တွေပဲဖြစ်ဖြစ်တန်းဘော်မိန်းကလေးတွေဖြစ်ဖြစ်စတာတော့တာတွေပေါ့နော်တချို့ဆိုရင်ပေါ့နော်ဆိုးဆိုးဝါးဖြစ်တာမျိုးတွေရှိတယ်ဘာလဲဆိုတော့ချောင်းလိုက်တာမျိုးတွေတို့ပြီးတော့ဆိုရင်ဒီလဲရဲစဲရှိလာတာမျိုးတွေတို့နော်ဒီလိုမျိုးဆိုးကျိုးတွေပေါ့နော်ဒါကြီးဖြစ်ပေါ်လာတာကြီးအခုခေတ်မှာတော်တော်များတွေ့နေရတယ်ပေါ့နော်အဲ့ဒါကတော့ဒါတော့တစ်ပိုင်းတစ်ချက်ပေါ့နော်နောက်တစ်ပိုင်းကတော့ကျွန်တော်တို့ကဘာလဲဆိုတော့ကျွန်တော်ဒီကိုယ့်ရဲ့အမျိုးသမီးတွေပေါ့နော်ပြောရရင်ကိုယ့်ရဲ့ဒီတားမျိုးသမီးတွေပေါ့နော်သမီးမိန်းကလေးတွေပေါ့နော်ဒီလိုသမီးမိန်းကလေးမွေးထားတဲ့မိဘတွေပေါ့နော်ဒါတွေကတော့ခုခေတ်မှာတော့ပို့ပြီးတော့အရန်ဂရုစိုက်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ပြောချင်တာတစ်ခုကဘာလဲဆိုတော့ကျွန်တော်မိဘတွေကိုလည်းအများကြီးကြည့်ပါတယ်ကျွန်တော်တို့ကကလေးတွေမကောက်ပေါ့နော်မိဘတွေကဘယ်လိုဖြစ်ကြလဲဆိုတဲ့အခါကျတော့အလုပ်တွေလုပ်ကြတယ်ကလေးတွေတချို့ဆိုရင်ငွေရောရှိကြတယ်တောင်းပြစ်ထားကြတယ်ပေါ့နော်ပြစ်ထားတယ်ဆိုတာဟိုလိုပြိုကြီးတမင်သက်သက်ပြစ်ထားတာကိုဆိုလိုတာမဟုတ်ဘူးเนาะကိုကအလုပ်လုပ်တယ်ကလေးကိုကျောင်းစီလည်းအကုန်ပေးတယ်အကုန်လုံးထောက်ပံ့ပေးတယ်ငွေကြေးဘာညာအစရှိတယ်ပေါ့နော်အဲ့ဒါကြီးကတော့ကျွန်တော်တို့ကလုပ်ပေးတယ်ဟုတ်တယ်အမှန်နဲ့ဒါပေမဲ့တို့တော့ကျွန်တော်တို့ကမိဘဝတရားတောင်းမရှိသေးပါဘူးအဲ့လိုလုပ်ပေးနေတယ်เนาะအဓိကကျွန်တော်တို့ကဘာပေးရမလဲဆိုတော့ကလေးကို education ပညာအဓိကပညာပေးရเนาะ
ဘလို့ပညာမျိုးလဲဆိုတော့ကျွန်တော်ဒီအသိပညာပေါ့နော်ဒီလိမ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အသိပညာတွေပေးဖို့ပေးရတာကျွန်တော်မပေးလို့မရတော့เนาะအဲ့မှာဆိုရင်ခါကြရင်ကျွန်တော်တို့ကဘာတွေပါလာမလဲဆိုတဲ့ခါကျရင်အဓိကချက်ကတော့ကိုယ့်ရဲ့ဒီနောက်ဆုံးပိတ်ရှင်းရှင်းပြောအောင်ဆိုအကောင်းဆုံးကတော့ဒီကိုယ့်ရဲ့ဆွေမျိုးသားချင်းကစဘယ်သူတွေပဲဖြစ်ဖြစ်နော်ကိုဒီမကန်တီးမကန်တယ်မထီးတင်မထီးတဲ့နေရာမျိုးတွေကိုထီးဖို့အတွက်လုံးဝနော်ပြည့်ပြည့်သားညင်ဖို့ရတဲ့အတွက်ဒါမျိုးတွေကိုစတော့တာပါဆိုပြီးတော့မှလုံးဝလက်မခံဖို့ရတဲ့အတွက်ဒီအတန်းမှာရှိတဲ့ဆရာဆရာမတွေကိုတိုင်ကြားဖို့ရတဲ့အတွက်ဒီတဲ့ခါကျရင်ကျွန်တော်ရဲ့ကိုယ့်ရဲ့ဘောဒီပြောချင်တဲ့ဘောတရားတော့ဒီမိဘတွေပေါ့နော်မိဘတွေကိုရှင်ပြုဖို့ရတဲ့အတွက်ဒါမျိုးတွေကိုကိုကလမ်းကြောင်းပေးရမယ်ပေါ့နော်တခါလေးပေါ့နော်အဲ့ဒါလေးလည်းမျက်စိမပြတ်စောင့်ကြည့်ဖို့အတွက်လိုအပ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဗာလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ကဒီဖုန်းသုံးစွဲမှုလုံးတွေပေါ့နော်ပြီးပါဆိုရင် tablet တို့ပါအစားရှိတယ်နော်ဒါတွေသုံးစွဲမှုတွေကိုလည်းကျွန်တော်တို့ကဒီခုခေတ်မှာဆိုရင် app တွေအများကြီးရှိပါတယ်ဒီ parental control လုပ်လို့ရတဲ့ app တွေပေါ့နော်အဲ့ဒါမျိုးဒီကန့်သက်ပြီးတော့ပေါ့နော်ကိုကသုံးစွဲခွင့်ပြုတာမျိုးတွေပေါ့နော်အဲ့ဒါတွေကတော့ပို့ပြီးတော့လုပ်ဖို့လုပ်တင်ပါတယ်အရင်လည်းရေးကြည့်ရေပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ကတခုဒီကလေးတွေရဲ့ဒီရွယ်မှာအရန်တို့ကစိုးစမ်းခြင်းတွေပေါ့နော်ဆယ်ကျော်သက်ဆိုတော့ပြောချင်တဲ့သဘောတရားကတော့ကျွန်တော်တို့10နှစ်ကနေ10နှစ်ကျော်17နှစ်12နှစ်ကနေပြီးတော့15 16ထိုင်မှန်းကြီးပေါ့နော်အဲ့ပတ်ဝန်းကျင်တော့အတွင်းမှာအကုန်လုံးကဒါတော်တော်များတွေ့သမျှသူတို့ကအောက်ထင်ကြတယ်ပေါ့နော်အဲ့လိုမျိုးရှိပါတယ်အဲ့ဒါကြောင့်ဘယ်လိုလုပ်တင်လဲဆိုတဲ့အခါကျတော့ကျွန်တော်ပြောတဲ့ခုကတော့เนาะဒီ parental control app တွေနဲ့ကျွန်တော်ထိန်းချုပ်ဖို့အတွက်လည်းအရင်ရည်ကြည်ပါတယ်ပြီးတော့ဆိုတဲ့အခါကျရင်ကိုမသိတဲ့ကာလမျိုးတွေမှာပေါ့နော်ဒီကိုယ့်အိမ်မှာအကယ်ဒီ wifi တွေပါတက်ထားတဲ့ဒီမှာညာဆိုရင်တော့အဲ့လိုမျိုး website တွေကိုကြော်ခွပြီးတော့ဝင်လို့မရအောင်ဒီတက်တီပေါ့နော်နားလေပညာရှင်နဲ့ပေါင်းဆက်ပြီးတဲ့အခါမှာလည်းတက်ထားတင်ပါတယ်နော်အဲ့လိုမျိုးပေါ့နော်ကန့်တက်ထားတင်ပါတယ်ဒါလည်းလုပ်ဖို့လုပ်တင်ပါတယ်နော်ပြီးတော့ဆိုတဲ့အခါကျရင်ဒီကိုယ့်ရဲ့ဒီပေါ့နော်သမီးမျိုးเนาะဒီသမီးမင်းကလေးอ่ะပေါ့နော်ဒီចောင်းသူကဘယ်သူတွေနဲ့ပေါင်းတင်နေသလဲဘယ်လိုမျိုးတွေရှိသလဲပတ်ဝန်းကျင်အခြေအနေမှာလည်းကိုယ့်ရဲ့ပတ်ဝန်းကျင်အခြေအနေမှာလည်းဘယ်လိုပုံစံမျိုးတွေမြင်တွေ့နေရလဲပြီးတော့မိမိကိုယ်တိုင်ပေါ့နော်မိဘတွေကိုယ်တိုင်ကလည်းဘယ်လိုမျိုးပြုမှုနေထိုင်ကြတယ်လဲဒါတွေကိုလည်းကိုကအရင်ဆုံးကိုကရင်စပြီးတော့ပြင်ရပါမယ်အဲ့လိုပြောလို့လည်းစိတ်ဆိုးရင်လည်းစိတ်ဆိုးလို့ရပါတယ်ဒါကျွန်တော်အမှန်တိုင်းပြောတာပါနော်မိဘတွေကောင်းနေချင်လို့ပါကိုကတော့ပုံသုံးနေမယ်ကလေးတွေကိုပုံမသုံးအောင်တားမြစ်တယ်ဆိုရင်တော့ဒါကရန်ကုန်ကြီးအောင်လို့ရမလွယ်ပါဘူးကလေးကလာတယ်ဟိုကခက်ခဲပါလိမ့်မယ်နော်ကိုယ်တိုင်ကလည်းစာဖတ်ပြရမယ်ဒါကလေးရဲ့ရှေ့မှာပြောတာပါနော်ကျန်တဲ့ချိန်မှာတော့ကလေးခွေရမှာတော့ဒါကိုယ်သဘောပါနော်ပုံသုံးနေလို့သုံးနေပြီပေါ့နော်ကလေးတွေရဲ့ရှေ့မှာကိုကဒီစံပြပုံကိုတရားအနေနဲ့ဖြစ်ဖို့အတွက်အရေးကြီးပါတယ်နော်အလုပ်တွေများနေတာကိုကျွန်တော်တို့နားလည်ပါတယ်ဒါကိုကြောင်းပြချက်တစ်ခုအနေနဲ့မယူဆဘဲနဲ့ကိုပြန်လာတဲ့အချိန်မျိုးမှာပဲဖြစ်ဖြစ်ပြီးတော့ခါကျတော့ဒီကလေးတွေပေါ့နော်ကိုကပြောချင်တယ်ဆိုရင်ကိုဖြစ်ချင်တဲ့စာနာတစ်ခုရဲ့စာရင်သူတို့ဘာတွေဖြစ်ချင်တယ်လဲသူတို့ဘာတွေခက်ခဲရှိနေတယ်လဲဒါတွေကိုလည်းကိုကတော့ရင်မကြီးကိုဖွင့်ပြီးတော့နားကိုဆွင့်ပေးပါဒါအရင်ရေးကြည့်ပါတယ်နော်ဒါဆိုရင်တော့ပြဿနာတွေတော့များကကျွန်တော်တို့ကဒီမိသားစုတွင်းမှာရှိတဲ့ပြဿနာတွေများအပြည့်လည်သွားမယ်လို့ယူဆပါတယ်နော်အဲ့လိုမျိုးမှာလာကျွန်တော်တို့ဘာဖြစ်လာမလဲဆိုတော့နံပါတ်1ချက်ကဘာတွေဖြစ်လာမလဲကျွန်တော်တို့ကဒီမိသားစုတွင်မှာနှွေးထွေးမှုမြစ်တာတွေကတော့ရှိလာမယ်အဲ့ကြတော့ကလေးရတယ်ပေါ့နော်ကိုယ့်ဘုံမှာယုံကြည်မှုအပြည့်အဝရရှိလာပါလိမ့်မယ်အဲ့ကြရင်တို့ဘာတွေဖြစ်ရှင်လဲဘာတွေလုပ်ချင်လဲဆိုတော့ခုနေနေကိုယ်တိုင်နေဆွေးနွေးလာပါလိမ့်မယ်အဲ့ဒီခါကျရင်ကိုကကလေးကိုအဓိကစုမယ်အုံမယ်ပေါ့နော်ဒီငေါ့မယ်ဆိုတာတဲ့ဆိုင်အဓိကကလေးကိုဘယ်လိုမျိုးဖြည့်ရှင်းရမလဲပေါ့နော်အဲ့ဒါမျိုးတွေကိုလည်းဦးစားပေးနေပါတယ်တချို့ကိစ္စတွေမှာကိုယ်တိုင်လည်းဖြည့်ရှင်းပေးရမယ်ကိုယ်ကလည်းပါဝင်ပြီးတော့ကူညီပေးရမယ်သမီးရေးဒါမျိုးတွေတော့လုပ်တင်တယ်အဲ့လိုချန်နယ်လည်းပေးတယ်သမီးကပါပေးရှင်တာလေသားပါပေးရှင်တာလေဒါမျိုးလေးလမ်းကြောင်းဖွင့်ပေးတင်ပါတယ်နော်ဒါကကျွန်တော်ရဲ့သင်ယူဆချက်ပေါ့နော်အဲ့လိုမျိုးတွေပြီးသွားတဲ့အခါမှာနောက်တစ်ချက်ကကျွန်တော်တို့ကဘာလဲဆိုတော့ကျွန်တော်ပညာရေးဆိုတာကသဘောတရားရတယ်ဘာလဲဆိုတော့ကျမ်းမာရေးနဲ့လည်းဆက်ဆက်နေပါတယ်ဒါမရှိမဖြစ်ပါနော်တချို့အကြောင်းသားတွေကျွန်တော်သင်ကြားခဲ့ပြီးအကြောင်းသားတွေချို့မှာဆိုရင်ပညာရေးအရန်တော်လာရရှိပါတယ်ဒါပေမဲ့သို့တော်လည်းဘာဖြစ်နေလဲဆိုတော့ကျမ်းမာရေးချို့နေတာမျိုးရှိတယ်ပေါ့နော်အဲ့လိုခါကျတော့ကျွန်တော်တို့မှာဆုံးရှုံးမှုတွေကြုံရတယ်ပေါ့နော်အဲ့ကြကျွန်တော်တို့ကဒီခုခေတ်မှာဆိုရင်အစားအသောက်နဲ့ပတ်သက်ပြီးတဲ့အခါမှာလည်းအရန်ကို control လုပ်ဖို့လိုအပ်ပါတယ် fast food တွေကအရန်ကိုများလာတယ်ပေါ့နော်အဲ့ကြတော့ဘာဖြစ်လာလဲဆိုတော့ဒီရွေးမတိုင်းနေမှာเนาะကျွန်တော်တို့ကစိုးကျိုးတွေမှာစီကျိုးဖြစ်တာမျိုးတွေเนาะအများကြီးတော့ကြုံရတယ်အဲ့ကြပညာရေးကိုရောက်ချင်တော့ကိုမှန်းတော့ပေါ့เนาะဒီကလည်းရောက်တာမျိုးတွေရှိရပေါ့เนาะအဲ့ကြတော့ကိုကလည်းအားတဲ့ချိန်ဒီမှာဖြစ်ဖြစ်เนาะကလေးတွေကိုဖုန်းနဲ့ကြည့်ပြီးမြင်နေတာမျိုးမဟုတ်ဘဲနဲ့ခရီးထွက်ပေးတာမျိုးလေးတွေဒါမှမဟုတ်ဆိုရင်ဆွေးနွေးတာမျိုးလေးတွေပေါ့เนาะသူတို့မှာပျော်စရာလေးတွေဖန်တီးပေးတာမျိုးလေးတွေပေါ့เนาะအဲ့ဒါမျိုးလေးတွေကိုကိုကမိသားစုနဲ့တူတူ
trade တွေပေါ့နော်ဒါလည်းသွားတင်ပါတယ်နော်ခုလိုဒီ reality ကလာမျိုးဆိုရင်ကျွန်တော်တို့ကဒီတစ်ချိန်လုံးပေါ့နော်ပညာရေးကြီးပဲလုပ်နေလို့လည်းဒါအဆင်မပြေပါဘူးနော်ဘာလို့လဲဆိုတော့ကျတော့သူတို့မှာဒီခု reality မှာအကြောင်းကဒါပိတ်သွားခိုင်းတယ်နော်တင်တန်းတွေကိုဖြတ်ပြီးတက်မယ်တင်တန်းတွေတက်တာကိုကျွန်တော်မကောင်းဘူးလို့ဆိုတာမဟုတ်ဘူးနော်တင်တန်းတွေလည်းတက်တင်ပါလေဒါပေမဲ့တိုးတော်လည်းပဲကျွန်တော်တို့ကအချိန်ကိုပေးရမယ်ပေါ့နော်တင်တန်းကြီးပဲတစ်ချိန်လုံးတက်တယ်အင်္ဂလိပ်စာကြီးပဲရန်တော်နေမယ်တခြားဘာတွေတော့အဲ့လိုမျိုးလည်းတကယ်ကောင်းတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအဓိက model ပေါ့နော်သူ့ရဲ့ဒီစိတ်ပိုင်းဆိုင်ရာမှာဘယ်လောက်တောင်မှသူတို့ခက်ခဲနေပြီလေဘယ်လောက်တောင်မှသူတို့ကိုဖိအားတွေရမ်းများနေပြီပေါ့နော်ဒါတွေကိုက rush relax ပေါ့နော်ပြန်ပြီးတော့လုပ်ပေးတင်ပါလေပရမာသာဒီမိဘနဲ့ဒီတာသမီရဲ့ကြောင့်ပေါ့နော်ဒီပို့ပြီးတော့အောင်မြင်တဲ့ဟာဒီဖြစ်လာပေါ့နော်အဲ့လိုတွေဖြစ်လာတဲ့အခါကျရင်ဒါကိုကနားလည်အောင်လည်းပြောပြမယ်ကလေးတွေကလည်းကိုယ်လည်းနားလည်မှုပေးလာမယ်အဲ့ကြရင်ဆွေးနွေးခြင်းနဲ့ကျွန်တော်တို့ပညာရေးရတယ်နော်ပို့ပြီးတော့အောင်မြင်တဲ့ဘဝကိုလည်းရောက်ရှိလာမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ဆွေးနွေးပေးခဲ့တာကတော့ဒီကလေးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေဆိုပြီးတော့ဒီလိမ်ပိုင်းဆိုင်ရာတွေအတွက်ပေါ့နော်အခါအကွယ်ဘယ်လိုမျိုးတွေပေးကြမလဲပညာရေးဘယ်လိုပေးကြမလဲပေါ့နော်ဒါလေးတွေကိုပြောခဲ့တာဖြစ်တယ်ပေါ့နော်လိုအပ်ချက်လေးရှိသွားခဲ့ရင်လည်းဒီ comment လေးတွေမှာလည်းဝင်ပြီးတော့ဆွေးနွေးလို့ရတယ်ပေါ့နော်ကျွန်တော်ရန်သိလို့တက်လို့မဟုတ်ပါဘူးကျွန်တော်ရဲ့တွေ့ကြုံရပါတော့ဒါကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲအဆင်ပြေကြမယ်လို့ပြောနေပါတယ်နောက်ရက်တွေမှာလည်းကျွန်တော်တို့စာလဲတင်နေပြီးတော့ရန်ဒီလို topic concept လေးတွေရှိလာခဲ့ရင်လည်းဆက်ပြီးတော့ပြောကြတာပေါ့နော်ဆွေးနွေးကြတာပေါ့ဟုတ်ကဲ့ပါနောက်မှပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်